မင်္ဂလာပါကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လူရွယ်လေးများကိုလေးစားပါတယ်နော်အခုခုနလိုပေါ့နော်အခုဒီနေ့ message ပေးချင်တာကပေါ့နော်ကျွန်တော်အမိမြန်မာနိုင်ငံရဲ့တက်စာဖောက်ပေါ့ကွာနော်တက်စာဖောက်ဟာလားကြုံမှုထူးပေါ့ကွာနော်ကြုံမှုထူးပေါ့ကွာနော်ဟာလားဒါကတော့အမေရိကန်နိုင်ငံမှာကျွန်တော်အမိမြန်မာနိုင်ငံရဲ့ခုနလိုပေါ့နော်ဒါတတမန်နေနဲ့သူ့ကိုခတ်ပြီးမှအမေရိကန်မှာနေတာပေါ့ကွာနော်ဟုတ်ပြီလားအကုန်လုံးသိတဲ့အတိုင်းပဲနော်အခု2021မှာကျွန်တော်အမိမြန်မာနိုင်ငံတမတော်အနာထိုင်းရတဲ့အချိန်မှာသူကတော့ခုနလိုပေါ့တက်စာဖောက်ပြီးမှခုနလိုပေါ့နော်CDM လုပ်တယ်ပြောမှာပေါ့ကွာသူလည်းတတမဆိုဝန်ထမ်းဆို CDM လုပ်ပြီးမှဟာလားအခုနောက်ပိုင်းတော်တော်များများတွေ့ရတာပေါ့ကွာအဓိကတော့ကွာ NUG အဖွဲ့တွေကတော့ဖျားသဆူလို့ကူးကွင်နေတာပေါ့ကွာသူကတော့အမေရိကန်မှာဆိုတော့နော်အဲ့ဒါမြောက်ကားထားတာလားဘာလဲတော့မသိဘူးနော်ဟာလားနော်ကြော်မှုထူးဟာလားကျွန်တော်နိုင်ငံတက်စာဖောက်ပေါ့ကွာနော်ဟုတ်ပြီလား NUG ကတော့သူ့ဖျားသဆူလို့ကူးကွင်နေကြတဲ့အနေအထားတွေတွေ့ရတယ်နော်ဟုတ်ပြီလားမကြာမှာလဲအမေရိကန်မှာခုနလိုပေါ့လူကျူရေးကောင်စီတွေဘာဒီနေရာမှာတခါတလေထိုင်တာတွေဘာတွေ့ရတယ်ပေါ့နော်အဲ့မှာလဲသူရီတော့ရီကျင်တာပေါ့နော်ကျွန်တော်အဲ့မှာလဲခုနလိုပေါ့နော်အတိကကြုံမှုထိုးကဘာတွေပြောလဲဆိုမြန်မာတမတော်မကောင်းကြောင်းပေါ့ကွာနော်မြန်မာတမတော်ကဘယ်လိုအကြဖက်ပါတယ်မြန်မာတမတော်ကပြည်သူတွေဘယ်လိုနှိပ်စက်ပါတယ်ဘယ်လိုအရေးယူဆောင်ပွေးဖို့ဒါတွေပဲပြောနေတွေ့တာနော်ဟုတ်လားစောက်ရှက်လည်းမရှိဘူးနော်စောက်ရှက်တကယ်ကိုမရှိတာနော်ဒီကြုံမှုထိုးဆိုတဲ့ကောင်ကဟုတ်လားကျွန်တော်အမိနဲ့ပြောမယ်ဆိုနလပိန်းတုံးပေါ့ကွာနလပိန်းတုံးပေါ့နော်သူ့ဘဝသွားပြီလေနော်သူ့ရဲ့မိသားစု history လဲသွားပြီနော်နိုင်ငံတက်စာပေါ့ဘယ်တော့မှမြန်မာနိုင်ငံပြန်လာလို့ရမှာလည်းမဟုတ်ဘူးလို့သူမိသားစုလည်းအမဲစက်တွေနဲ့တက်လို့သွားပြီနော်ဟုတ်ပြီလားနော်အခုတော့ဟိုခုနလိုပေါ့နော်တခါတလေကြတော့ကွာနိုင်ငံခြားမှာတော့သူ့ခုနလိုပေါ့ကွာဘေးချင်းရိုက်လို့ရတဲ့ချင်းတကောင်လို့ပဲသဘောထားတာကွာနော်သူဘယ်အစည်းအဝေးမှာလူကျူရေးကောင်စီမှာဘယ်လိုပဲထိုင်တယ်သူဘယ်လိုပဲပြောပဲဘယ်သူမှစိတ်မဝင်စားဘူးဘယ်သူမှလည်းအရေးတယူလုပ်ပေးတဲ့ကိစ္စတစ်ခုလည်းမရှိဘူးနော်အဲ့ဒါကိုကြုံမိုးထူကသူ့အတူမသိဘူးထင်တယ်နော်စောက်ကြီးစောက်ကျင်လေးနဲ့တွေ့တယ်ပေါ့နော်မြန်မာစမတော်ကဘယ်လိုဘာဒီညာတွေဟာလားမြန်မာနိုင်ငံမကောင်းကြောင်းတွေမြန်မာစောက်တော့မကောင်းကြောင်းတွေပဲတောက်လျှောက်ပြောနေတာဟာလားနိုင်ငံကောင်းကြောင်းတစ်ခုမှပြောတာမသိဘူးစောက်ရှိမရှိဘူးထင်တယ်လို့စောက်ရှိကိုမရှိတာနော်ဟုတ်ပြီလားကြုံမိုးထူဆိုသူကိုပြောပြတာပေါ့နော်ဟုတ်ပြီလားနော်အခုကတော့ခုနလိုကွာအမေရိကန်ရဲ့ဟာလားခုနအထူးအမြဲကိုစလဲလူဘာလူဟာလာဒီ NUG အဖွဲ့တွေမြောက်ပေးတာလဲကိုထကနေရပါကွာနော်အရာကြီးကျင်ပါတယ်လို့တနာလဲတနာဖို့ကောင်းပါတယ်လို့နော်သူ့ဘဝကတော့ဂျုံမိုးထူးဘဝကတော့ဒီဘဝတော့သုံးသွားပြီနော်သူ့သားစီမေးစိတ်လဲဘဝသုံးသွားပြီနော်စိတ်တော့မကောင်းပါဘူးနော်ဒါပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်